皆さんこんにちは。私がゆきみチャンネルがためဖြစ်ပါတယ်။အခုဆိုရင်ခန်း39ကိုရောက်ပါပြီနော်။ဒီခန်းမှာကတော့ဘာလျှော့နေရအချီအနေအထားဟိုခိုလာရဒါတွေနဲ့သက်ဆိုင်တဲ့ဝါဒတွေကိုအတူတူလေ့လာပြီးသွားမှာပဲဖြစ်ပါတယ်။ဟိုင်ဟာဂျီမဲမလျှော့အချီနေရအနေအထားဟိုခိုလာရဥတီယမုခိမျက်နှာမူရမီနာမီမုခိနောဟေယတောင်ဘက်ကိုမျက်နှာမူထားတဲ့အခန်းတောင်ဘက်မျက်နှာလဲနဲ့အခန်းဂယခုပြောင်းပြန်စန့်ကျင်ဘက်ဂျောဂေအထက်အောက်ဒေါင်လိုက်စာယူဘေညာချူရှင်အလေဘဟုအဓိကအခုအတွင်းဘက်တေမရဲ့အရှိဘက်ရှေနာဟာရှိအစွန်စုမိထောင်ခေါနာအပိုင်အတန်စူပါမားကတ်ဒီမှာဆိုလို့ရှိရင်စားတောက်ကုန်ပစ္စည်းတွေထားတဲ့အတန်စားအုပ်ဆိုင်တန်အယုတ်ဆိုင်တန်အဲ့လိုမျိုးအတန်တွေကိုလည်းခေါနာလို့ခေါ်ပါတယ်အဲဟွန်းတော့ခေါနာရုပ်ပြစားအုပ်ထားသောအတန်ရှူဤဘေးဘက်လေရှူဟန်ဝင်းကျင်ရှောမန်မျက်နှာစာအရှိမူကိုက်တစ်ဖက်ချမ်းမျက်နှာချင်းဆိုင်မူကိုက်နောဘီရုမျက်နှာစာဘက်ကအစာဦးအာချီကိုချီဟိုဘက်ဒီဘက်စာခိထိပ်ပိုင်းဟျောမန်မျက်နှာပြင်ဘက်အာတာရီဝင်းကျင်နာနီဂါဝဘတ်ချန်ဆိုတိုဂါဝအပြင်ဘက်ဥချီဂါဝအတွင်းဘက်ဟန်တိုင်ဂါဝစန့်ကျင်ဘက်နာနီဂူချီကအပေါက်ဂူချီအပေါက်ခိတာဂူချီမြောက်ဖက်အပေါက်ရှောမန်ဂူချီအရှေ့ဘက်အပေါက်ဥရာဂူချီအနောက်ဖက်အပေါက်အီခီဒိုမာရီတစ်ဖက်ပိတ်လန်းစခိယာတာရီလမ်းဆုံးဟိုမန်ဥဒီယာစီတိုတခုစီတိုကျောတိုဟိုမန်နော်ဒန်ရှာကျိုတိုတိုဥဒီတွားတိယထာKU တစင်ကူပြောင်းခြင်းရှင်ဂါပိုရု KU ဘန်ခိုခုအိခိစင်ကာပူရူ KU စင်ကာပူမှာတဆင့်ဘန်ကောက်တို့အသွာ KU တဆင့်ဆိုပြီးတော့လည်းသုံးလို့ရပါတယ်စကစင်ဂျေရှောတောင်ဆောင်နော်ဘိုရီအတက်ခူဒါရီအစင်ခူဒါရီဝချီခုဒစနေအဲ့ဆိုရင်အစင်ကတတာတယ်နော်လွယ်ကူတယ်နော်ချောထိတ်ချီကမြေအောက်ချီကတဲ့ဆိုရင်မြေအောက်ယထာတိုရှိမြို့တိုရှင်မြို့လေခိုးခိုင်မြို့ပြင်တိုကိုင်မြို့တော်အီနာကတောရွာတောနယ်ချီဟိုနယ်ချ
ချီအီခိဒေတာချီခုအရက်ကွက်ချီမိတ်မြို့အမည်ဂျီမိုတိုနေခံမြို့ခံဒေတာလည်းရပါတယ်ဂမ်ဘနေရာခိုးကြီးဂမ်ဘဆောက်လုပ်ရေးနေရာဆဆအိဂမ်ဘရိုက်ကူးရေးနေရာဂမ်ဘကနေရာပါအလုတ်ခွင်းလို့တုံးလဲရတာပေါ့နော်ဟိုဆောက်လုပ်ရေးဆိုလို့ရှိရင်ကြတော့ construction site သူဆောက်လုပ်ရေးအလုတ်ခွင်းနေရာဟိုက်ခွဲရုကြော်သည်ကြော်လွန်သည်ခွဲရုကြော်လွန်သည်チカズクニカティチカズケルチンカラティカラティ通り過ぎるジョドアディジョနေရာကွင်းရန်ရှူဂျောလေ့ကျင့်ရေးကွင်းခိုင်ဂျောပွဲနေရာပွဲကျင်းပမည့်နေရာဇဆဲခိထိုင်ကုန်ရှိတေးဆဲခိတမတ်ထိုင်ကုန်ဂျီယူဆဲခိအလွတ်တန်းထိုင်ကုန်လွတ်ကိုကြိုက်တဲ့နေရာမှာထိုင်လို့ရတယ်ကြိုပြီးတော့မှတတ်မှတ်ထားတာမရှိဘူးဂျီယူဆဲခိခိုင်ဂိုင်နိုင်ငံရခြားနိုင်ငံခြားစေယောအနောက်တိုင်းတိုးယောအရှေ့တိုင်းဟိုက်အခုဆိုလို့ရှိရင်အခန်း30ခွန်ကိုအတူတူလေ့လာလို့ပြီးသွားပါပြီအခန်း38မှာပြန်တွေ့ပါမယ်ဥစကာရဆမဒေရှတာမတနဲ့